အီရန်ဟာသူတို့ရဲ့နျူကလ িয়ার လှုပ်ဝက်ချက်တွေကိုအမေရိကန်စီကနေပုံခွေဖို့တောင်တန်းတစ်ခုရဲ့အနက်ဆိုင်ဆုံးနေရာမှာမြုပ်နှံထားပါတယ်။ဒါကြောင့်အမေရိကန်ကတောင်လွှဲကိုတူးဖောက်နိုင်တဲ့ဘုံတစ်လုံးကိုတီထွေခဲ့ပါတယ်။ဒါကတော့ GBU-57 Massive Ordnance Penetrator တို့မဟုတ် MOP လို့ခေါ်ပါတယ်။သူဟာအကောင်းဆုံးမြေအောက်ဘုံကိုချင်းဖြစ်ဘုံတစ်လုံးဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဘုံတွေဟာမြေကြီးနဲ့ထိတဲ့အချိန်မှာပောက်ကွဲတတ်ကြပေမဲ့ဒီဘလူးကြီးကတော့ကွာခြားပါတယ်။ပေါင်3000အထိအလေးချိန်ရှိပြီးသူကိုကိုပြောက် B2 Spirit လေယာဉ်ပေါ်ကနေကျေချတာဖြစ်ပါတယ်။အစိုက်အခဲဖြစ်နေတဲ့မြေကြီးပေ200လေကွန်ကရစ်အထူပေ60ကိုထောပတ်ထဲဓာပူပူနဲ့လှီးဖြတ်တယ်လို့ဖောက်ထွင်းနိုင်ဖို့အရွေ့စွမ်းအင် kinetic energy ကိုအသုံးပြုထားပါတယ်။မြေအောက်ဘုံကိုချင်းရဲ့အလဲပဟုတ်ကိုရောက်မှဒါပောက်ကွဲပြီးအတွင်းထဲမှာရှိတဲ့အရာအလုံးကိုဖျက်ဆီးပစ်တာဖြစ်ပါတယ်။ဒါဟာကဘာကြီးကိုရှင်းလင်းတဲ့သတင်းစကားတစ်ခုပေးလိုက်တာပါပဲ။မင်းတို့မြေအောက်အနက်ကြီးတဲ့အထိပြေးနိုင်ပြီမယ်ဘတော်မှပုံကွယ်နေလို့မရနိုင်ပါဘူးဆိုတာပါပဲ။